ညီမလေးဒီနေ့ကိုယ်တိုင်ပြုလုပ်ထားတဲ့တော့ woofer ပေါက်တစ်စုံနဲ့မိတ်ဆက်ပေးပါစီရှင်ဒီပေါက်မှာဆိုရင် ZK HD21 amplifier နဲ့ woofer ကိုရှလက်မတန်လိုက်နှစ်ထပ်သုံးထားပါတယ်ရှင်မဟိုက်အတွက်ရှလက် speaker နဲ့လေးလက်မကစုံမွတ်နှလုံးကိုသုံးထားပါတယ်ရှင်ဘူဖာတန်အီအီလေးနဲ့မလော်တန်ရှင်းရှင်းလေးဖြစ်တဲ့အတွက်နားထောင်လို့ကောင်းတဲ့ပေါက်တစ်လုံးဖြစ်ပါတယ်ရှင်